Manchester United ပရိသတ်တွေတီးထားတဲ့ဆရာကြီးဖာဂူဆန်လက်ထက်ကတန်ဖိုးအရှိဆုံးနဲ့အထိရောက်ဆုံးအကြောင်းရွှေခုနှစ်ခုအကြောင်းကိုပြောပြပေးသွားပါမယ်။ပထမဆုံးအနေနဲ့1992ခုနှစ်မှာ Leeds United ကနေ1.2တန်းနဲ့ခေါ်ယူခဲ့တဲ့ Eric Cantona ပါ။သူဟာတင်ကိုးတွေတင်မကပဲအသင်းရဲ့စိတ်ထိုက်ပိုင်းကိုပါပြောင်းလဲပေးခဲ့ပြီး Premier League ဖလား၄ချိန်ရယူပေးခဲ့ပါတယ်။နောက်တစ်ခုကတော့ဆရာကြီးဖာဂူဆန်ကိုယ်တိုင်ရာစုနှစ်ရဲ့အကောင်းဆုံးခေါ်ယူမှုလို့တင်စားခဲ့တဲ့ပီတာစမိုက်ကယ်ပါ။ပေါင်9သိန်းနဲ့ခေါ်ယူခဲ့ပေမဲ့1999ခုနှစ်ဖလား3လုံးအောင်မြင်မှုမှာအထူးကကျတဲ့တမ်မနီတိုင်းကြီးတည်ခဲ့ပါတယ်။အသင်းရဲ့အားကိုးရတဲ့ကွင်းလယ်ဗိုလ်ချုပ်ကြီး Ryan Kane မှာ3.9တန်းနဲ့ခေါ်ယူခဲ့ပြီးအသင်းကို Premier League ဖလား9ချိန်ထိရယူပေးနိုင်ခဲ့တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။ပေါ်တူဂီမီကနေပေါင်12တန်းနဲ့ရောက်လာခဲ့တဲ့လူငယ်လေး Cristiano Ronaldo ပါ။ဆရာကြီးရဲ့လက်အောက်မှာကမ္ဘာအကောင်ဆုံးကစားသမားထက်ကြီးပြင်းလာခဲ့ပါတယ်။ပရိသတ်တွေဘယ်တော့မှမမေ့နိုင်တဲ့ Super Sub Ole Gunnar Solskjaer ပါ။1.5တန်းနဲ့ခေါ်ယူခဲ့ပေမဲ့ Champions League ဘောလုံးပွဲမှာအနိုင်ကိုသွင်းယူပေးခဲ့သူပါ။ဂိုးသမားကောင်းတစ်ယောက်ဖြစ်တဲ့ Edwin van der Sar ကိုတော့ပေါင်2တန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ဂိုးသင်းဆက်ကြီး Andy Cole ပါ။ပေါင်9တန်းနဲ့ခေါ်ယူခဲ့ပြီးအသင်းအတွက်120ဂိုးသွင်းယူကဖလား3လုံးအောင်မြင်မှုကိုရယူပေးခဲ့ပါတယ်။ဒီကစားသမား9ယောက်ထဲမှာ Messi တို့အတွက်အတန်ဆုံးကဘယ်သူဖြစ်မလဲ? Comment မှာရေးပြီးသွားပါအောင်နော်။